ကျွန်တော်ဒီနေ့ဒီ pattern လေးတွေဆန်းတာပေါ့နော် component icons pattern လေးတွေဆန်းပြီးတော့ဒါလေးကျွန်တော် sharing လုပ်ချင်လို့ဒီ video လေးလုပ်လိုက်ပါကျွန်တော်ဒီ pattern လေးကကျွန်တော် component လုပ်ထားပါတော့ component မှာတော့ icons လေးတွေပါတယ်အဲ့ဒါကိုမှကျွန်တော်ပြန်တင်လို့ရမှာဒီမှာကျွန်တော်စိတ်သုံးခုလုပ်ထားပါပေါ့နော်ဒါ default ရှိမယ်hover ရှိမယ် active ရှိမယ်ပေါ့နော်ပြီးမှဒီမှာဒီ pattern မှာရေးမဲ့စာလေးတွေကျွန်တော်ပြောင်းလို့ရတယ်မှာပြောင်းလို့ရမယ်ပြီး icon ပါလားမပါလားကျွန်တော်ပြောင်းလို့ရအောင် icon ထည့်မှာလားမထည့်ဘူးလား icon ထည့်မှာလားမထည့်ဘူးလားicon ထည့်မယ်ဆိုရင်ကျွန်တော်တို့ကဘာ icon ထည့်မှာလဲဆိုတဲ့ဥစ္စာပေါ့နော်ကျွန်တော်ဒီမှာ icon 3ခုရှိတယ်အဝိုင်းရယ်လေးတောင်ရယ်ကျယ်လေးရယ်ဘယ် icon ထည့်နေတာလဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးပဲဘယ်လိုလုပ်လဲဆိုတဲ့ဥစ္စာလေးကျွန်တော်အခုလုပ်ပြပါမယ်ပထမဆုံးကျွန်တော်တို့ဒီ app လေးတစ်ခုယူလိုက်တာပေါ့နော် app လေးတစ်ခုယူလိုက်တယ်ကျွန်တော်ကအောင်ပါလုပ်လိုက်ထားလိုက်ကျွန်တော်ဆန်းထားရတယ်ပုံနဲ့ရှုပ်တယ်ဆန်းထားရရှုပ်နေပြီးတော့လိုက်မယ်ကျွန်တော် pattern လေးစလုပ်မှာပေါ့နော်enter mirror submit တို့ကျွန်တော် auto လေးရောက်ရထည့်လိုက်မယ် shift a auto လေးရောက်အကြောင်းလေးကျွန်တော်လည်းထည့်တာပါပေါ့နော်အဲ့ဒါထည့်ပါမယ်ပြီးရင်ဒီညာကျွန်တော်space လေးကျွန်တော်ထည့်လိုက်မယ်20နည်းနည်းထပ်တင်မယ်ပြီးရင်နားလေးလည်းကိုးလိုက်မယ် file လောက်ပြီးရင်လည်းထပ်ပြီးအပေါ်နေအောင်လည်းထပ်လုပ် okay အဲကျွန်တော်စိတ်ကြိုက်လုပ်လိုက်မယ်နော်စိတ်ကြိုက်လုပ်ပြီးတော့အခါကျရင်သူcomponent လုပ်တော့မယ် component လုပ်မယ်ပြီးတော့နောက်တစ် component တစ်ခုထပ်လုပ်ပါဒီ component ကကျတော့ hover state ပေါ့နော်ဒါကိုကျွန်တော် hover ဆိုပြီးလုပ်လိုက် hover property ပေါ့နော် hover ဒါ default ဒါ hover မှာကျွန်တော်ကဘယ်လိုရောင်းလို့ထားပြန်လဲဆိုတော့နည်းနည်းလေးနဲ့သူ့ hover လုပ်လိုက်နည်းနည်းလေးပြန်တော့ဆိုတော့ရောင်းလို့ပေါ့နော်အဲ့ဒါလေးထားမယ်ပြီးတော့နောက်တစ် component တစ်ခုလုပ်မယ်သူကတော့ active ဆိုတဲ့ state ပေါ့နော်ကျွန်တော်ဒီဥစ္စာကို ctl active နော်ဒီမှာပြောင်းလိုက် active ဆိုတဲ့ state active မှာတော့သူကိုနည်းနည်းပို့ပြီးတော့အကြောင်းရှင်းနေတာကျွန်တော်ထားလိုက်မယ်ရတယ်ဒါဆိုကျွန်တော်က pattern လေး3ခုလုပ်ကျွန်တော်အဲ့ဒါတော့ကြည့်မယ် search တွေကကျွန်တော်လုပ်ထားတဲ့ pattern ဒီကောင်လေးနော်ဒီကောင်ထည့်ကြည့်မယ်ဒီမှာ save ထားပြောင်းလို့ရပါပြီဒီမှာ active ပြောင်းလို့ရတယ်နော်ဟုတ်ပြီဒီမှာကျွန်တော်ကicon လေးထည့်မှာ icon ထည့်မှာဆိုတော့ကျွန်တော်ကဒီမှာ icon လေးတစ်ခုကျွန်တော် create လုပ်လိုက်မယ်ဟိုဘက်ကအတိုင်းပဲကျွန်တော်3ခုလုပ်ကြည့်မယ်လေးတော့လေးရယ်ကျွန်တော် size လေးရင်လာပြီးတော့ချိန်ကြည့်လိုက်ဒီ size လောက်လို့အဆင်ပြေပြီလားရတယ်နော် set နှစ်လောက်ဆိုရင်ကျွန်တော်အဆင်ပြေပြီ okay 7နှစ်လောက်ဆိုအဆင်ပြေပြီလို့7နှစ်ပေါ့နော်7နှစ်သူ့ကျွန်တော်ကstock လေးပဲပေးမယ် stock လေးပဲပေးမယ် fee မပေးဘူးဆို fee ကိုကျွန်တော်ပြန်ဖြတ်လိုက်တယ်ဒါတစ်ခုပြီးတော့ရင်သူ့ကိုcombo copy ကူးထားမှာပေါ့နော်ဒါ size ညီမှရမှာနော် size ညီမှရမယ်ဒီကောင်ကကြတော့ကျွန်တော်ကသူ့ကိုကြတော့အကုန်ကွေးလိုက်မယ် size case ကွေးလိုက်မယ်ဒီပိုင်းတော့ကျွန်တော်တစ်ခုထပ်ဆွဲဒီခါကျကျယ်လေးပေါ့ကျယ်လေးဒီကောင်က7နှစ်ဆိုတော့သူလည်း7နှစ်ပဲ7နှစ်ထားလိုက်မယ်သူ့လည်းပဲ stock လေးပဲပေးမှာတကြရန်ထူပါနော်ဖေးကိုဖြုတ်မယ်ဒီ stock မှာကျွန်တော်ကပေါ်လာလေးလျှော့လိုက် 0.5 လောက်ပဲထားလိုက်ဝင်0.သုံးခုဆုံး slab mat center line နဲ့ထားတာပြီးရင်သူ့ကိုကျွန်တော် component လုပ်တော့မယ်အကုန်လုံး slab mat ဒီမှာ multiple component ဆိုတာရှိတယ် multiple component အဲ့ဒါဆိုကျွန်တော်multiple component လုပ်လိုက်ပြီသူ file လေးတွေဒီမှာရှိတယ်နော်အဲ့ file လေးတွေကျွန်တော်ပြောင်းမယ်ဒါကကြတော့ icon new icon / rectangle square နော်ဒါလေးကျွန်တော် copy လုပ်ထားဒီကောင်ကြတော့ဒီကောင် cycle ဒီကောင် star
အဲ့ဒါကိုကျွန်တော်ကဒီထဲကို text လေးတွေကျွန်တော်မြင်လုပ်လို့ရအောင်ပြမယ်နော် text လေးတွေကျွန်တော်ပြောင်းလို့ရအောင်လုပ်ကြည့်မယ်ဒီမှာကြောက်ကျွန်တော်လောလောဆယ်ပါလုပ်လို့ရလဲဆိုတော့ ဒီ type တွေပဲပြောင်းလို့ရတယ်အဲ့ဒါကိုကျွန်တော် text ပြောင်းလို့ရအောင်လုပ်ဆိုတော့ဒီ text တွေပုံကိုကျွန်တော် select မှတ်လိုက်တယ်နော်ဒီထဲက text တွေပုံကို select မှတ်လိုက်တယ်ပြီးတော့ဒီမှာဒီ pattern ဆိုတဲ့ဥစ္စာလေးမှာဒီမှာကျွန်တော် variable လေးတစ်ခုလုပ်မယ်အဲ့မှာကျွန်တော်အသစ်ယူမယ်ဒီမှာ name ကို new pattern လို့ပြောလိုက်တယ်အောက်မှာ value ကကြတော့testing ဆိုတဲ့ပေးလိုက်create property အဲ့ဒါကျွန်တော် testing ဆိုပြီးပြောင်းလာတယ်နော်အဲ့ဒီမှာ select မှတ်လိုက်ကျွန်တော်နှစ်ခုလုပ်လို့ရပါတယ်တစ်ခုကကြတော့ pattern type တွေပြောင်းလို့ရမှာနောက်တစ်ခုကကြတော့ဒီမှာစာပြောင်းလို့ရမှာနှစ်ခုဖြစ်သွားတယ်အခုခုနကျွန်တော်လုပ်ခဲ့တဲ့ဒီ properties တွေဒီ icons တွေကိုကျွန်တော်ဒီထဲထည့်ကြည့်မယ်တော့ new icons တစ်ခုဆွဲထည့်လိုက်မှာ cycle တွေကျွန်တော်ဆွဲထည့်လိုက်မယ်ဒါမှမဟုတ်ကျွန်တော် square လေးထည့်လိုက်မယ်အဲ့ square ကိုမှကျွန်တော်ဒီထဲထည့်မှာဆွဲထည့်လိုက်လို့ရတယ်ကျွန်တော်ဖိပြီးတော့ဒီထဲကိုဆွဲထည့်လိုက်လို့ရတယ်ဟုတ်ပြီနော်ပြီးရင်တို့ order လေးဖိပြီးတော့max ဆိုရင် option ပေါ့နော် option လေးဖိပြီးတော့နောက်တစ်ခုလေးကိုကျွန်တော် copy ပွားလို့ရတယ်နောက်တစ်ခုကိုကျွန်တော် copy ပွားလို့ရတယ်အဲ့ဒါဆိုကျွန်တော်ကလက်တန်းလေးရလာတယ်ဒါပေမဲ့အဲ့ဘက်တည်းအဲ့ icon တွေကိုကျွန်တော်ဒီမှာချိန်လို့မရသေးဘူးဒီမှာချိန်လို့မရသေးနော်ကျွန်တော်အဲ့ icon တွေချိန်လို့ရအောင်အရင်လုပ်မယ်ဘယ်လိုလုပ်မလဲဆိုတော့အဲ့ icon တွေကျွန်တော်ပြန်ပြီးတော့ select မှတ်လိုက်တယ် select မှတ်လိုက်ပြီးတော့တဲ့အချိန်ကြာရင်ကျွန်တော်က appearance ဆိုတာရှိတယ် appearance မှာဒီကောင်လေးကိုစပြီးတော့လုပ်မယ်အဲ့မှာအသစ်တစ်ခုယူမယ် new show ဒါ show and hide ပေါ့နော် hid ထားဆိုတော့ show and hide ဆိုကျွန်တော် create property လုပ်လိုက်တယ်အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာဒီ button ကိုဒီ icons ကိုကျွန်တော်က hide မှာလားပေါ်မှာလား hide မှာလားပေါ်မှာလားလို့ရတယ်နော်အဲ့ဒါကျွန်တော်သုံးခုရပါပြီ button property တွေရသွားပြီ button ကိုစာပြောင်းလို့ရသွားပြီ show and ရပါတယ်ကျွန်တော်ဒီ icon ကို change နေတယ်လောလောဆယ် icon change နေဆိုတော့ double click နဲ့ဒီကိုတော့ icon select မှတ်ပြီးတော့သွား change လို့ရတယ်ကျွန်တော်အဲ့လိုမျိုးမလုပ်ချင်ဘူးကျွန်တော်ဒီမှာပဲ change နေတာဒီ button ရဲ့ဒီမှာပဲ change နေတာဆိုတော့ခုနအတိုင်းပဲကျွန်တော်ကဒီမှာ icons တွေကိုပြန်ပြီးတော့ select ပြန်ပြီးဒီတစ်ခေါက်တော့ property ကဒီမှာရေးရမှာဒီမှာဒီကောင်လေးနော်ဒီမှာဗာရေးမဲဆိုတော့chain icons chain ပဲကျွန်တော်ရေးလိုက်မယ်နော်ပြီးရင် create property ဆိုပြီးတော့ create လုပ်လာတယ်အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာ square circle square star ဒီမှာကျွန်တော်ကဒီ icons တွေကိုကျွန်တော်ဒီမှာ change နေတယ်ဆိုရင်ကျွန်တော်ဘာလုပ်ရမှာလဲဆိုတော့ဒီမှာကျွန်တော်ပေးခဲ့တဲ့ component တွေဒီရှေ့ဆုံးစလုံးကတူအောင်အကြီးသေးပိုင်းအကုန်တူအောင်ဒီမှာဆို new icon /star new icon /cycle သူရဲ့ဆိုလိုရင်းကဘာလဲဆိုတော့ဒါကဒီ folder name ဖြစ်သွားမှာဒီ folder ထဲမှာဒီ icon new icon ဆိုတဲ့ folder ထဲမှာ star ရဲ့ cycle ရဲ့ square ရဲ့သုံးခုဝင်သွားမယ်လို့ပြောတာအဲ့တော့မှကျွန်တော်တို့ကဒီကောင်ကိုနှိပ်လိုက်တဲ့အချိန်ကျရင်ဒီမှာ new icon ဆိုတဲ့ဥစ္စာ folder ပုံစံမျိုးလာပြီးတော့ cycle square ရဲ့ star ရဲ့ဆိုတော့ကျွန်တော်ဒီမှာဖြစ်လာမှာနော်အဲ့ဒါမှကျွန်တော်တို့ဒီမှာပြန်ချိန်လို့ရမှာပါပြီးသွားရင်ကျွန်တော်နည်းနည်းလေးကိုလိုချင်တာကျွန်တော်ထပ်ကြည့်ပေါ့နော်ဒီမှာtherefore hover active ဆိုင်ချင်းလို့ရတယ် I am new pattern အရှင်းတော့ pattern ရှိသွားမှာပေါ့နော်စာတွင်းတော့ pattern တူပါပြီးရင်ကျွန်တော်တို့က icon မပါဘူး icon ပါမယ်ရပါမယ်ကဲဒီပါ